没没事啦。ကျွန်တော်ဝင်ခဲ့မယ်နော်မြန်မာနိုင်ငံပြည်သက်ကပါမင်္ဂလာပါဗျကျွန်တော်တို့ဒါဒီနေ့ကတော့ဒါကျွန်တော်မြန်မာနိုင်ငံပြည်သက်တစ်ပွဲဒါဌာနချုပ်ကနေမှကျွန်တော်တို့ဒါရှာဝေကယ်ဆယ်ရေးဖွဲ့တွေเนาะကျွန်တော်တို့ဒီမှာမအေးမိုးရဲ့ခြေနေလေးပေါ့ဒါ2028ရက်နေ့3လ2025ရက်နေ့ဒါကျွန်တော်တို့ Grey Walk Hotel ဒါပြကြမှုမှာဒါမအေးမိုးကျွန်တော်တို့ဒါရှာဝေကယ်ဆယ်ရေးဖွဲ့တွေအသက်ရှင်ရဲ့ကယ်ဆယ်နိုင်ခဲ့တယ်ဒါဒီကယ်ဆယ်နိုင်ခဲ့တဲ့အခြေအနေပါဒါလက်ရှိမှာဆိုလို့ကျွန်မအေးမိုးကလေးလည်းမီးဖွားတာဖြစ်တယ်ဒီအခြေအနေလေးတွေကျွန်တော်တို့ကလည်းသိကျင်လို့ကျွန်တော်တို့ကလေးရဲ့ကျမရဲ့အခြေအနေလေးလာပြီးတော့ကြည်ရင်လည်းမေးမြန်းခြင်းဖြစ်ပါတယ်ဒါကတော့ဒီဘက်ကဆိုလို့ရှိရင်ဒါကျွန်တော်မြန်မာနိုင်ငံပြည်သက်ပွဲဌာနချုပ်ကလက်ထောက်ညွှန်ကြားရေးမှူးဒါဦးကောင်းမြတ်အောင်ဖြစ်ပါတယ်ကျွန်တော်ကတော့လက်ထောက်ညွှန်ကြားရေးမှူးဦးကျော်ကိုကိုဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့မဟာအောင်မြင်မျိုးနယ်မှူးဦးတီယာရှိဒါဦးညိုဝင်အောင်ဖြစ်ပါတယ်မေးမိုးတို့ဒါဂရီဂိုဟိုတယ်မှာပြည်ကြောင်းဖြစ်စင်မှာဒါကျွန်တော်ဒီမြန်မာနိုင်ငံရှာဝေကယ်အဖွဲ့တွေရုရှားအဖွဲ့တွေတရုတ်အဖွဲ့တွေပူးပေါင်းပြီးတော့ရှာဝေကယ်ခဲ့တာပေါ့အသက်ရှင်တယ်အဲ့ဒီမှာမေးမိုးကကိုဝင်ရှိနေလားဟုတ်ကိုငါးလားနဲ့ရှင်ဟာကိုငါးလားနော်ကံကောင်းတာပေါ့နော်ဟုတ်ကဲ့ဟုတ်ကျွန်တော်ကတော့ရန်ကုန်ကပေါ့ကျွန်တော်မေးမိုးတို့ကယ်တဲ့ဟာကျွန်တော်ရှာဝေကယ်ခေါင်းဆောင်ကျွန်တော်လက်ထောက်ညီဦးရှိုင်မိုးပေါ့ဟုတ်ကဲ့ဟုတ်ကျွန်တော်ရန်ကုန်ကလာဟုတ်ကဲ့ကျွန်တော်တို့ဘက်ကအားလဲလို့ပေါ့ပြီးမှပဲသူနဲ့ဗီဒီယိုကောလေးပြောလိုက်ပါဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့ဟိုကမေးမိုးအနေနဲ့ဒီငလင်မလုတ်ခင်မှာကြုံတွေ့ရတဲ့ခံစားချက်ရှိပါငလင်မလုတ်ခင်နေထားမှာဘာကြီးလုံနေတယ်လဲငလင်လုတ်တဲ့ချိန်မှာဘလို့ဖြစ်ပြီးတော့အဲ့ဒီနေထားကြီးရောက်သွားတယ်ခံစားချက်လေးတစ်ချက်လောက်ပြောပြပေးပါဦးငရင်မလုံခင်ညီမသမင်းစင်စားတယ်သမင်းစားပြီးတော့တက်လာပြီး2မိနစ်လောက်ရှိသေးတယ်ငရင်လှုပ်တာရှင်ဟုတ်အဲ့တော့ငရင်လုတ်တဲ့ခါကျဘလို့ခံစားဘလို့မျိုးကြုံတွေ့လဲရတယ်ကိုတွေ့ကြုံတာလေငရင်ကစလုံတာနဲ့ဟိုတယ်ကြီးကတန်းပြီးဝုန်းဝုန်းသူတန်းပြီးကြာသွားတာရှင်ဟုတ်ကဲ့ဟုတ်ကဲ့ညီမတို့ကကောင်းတာတော့ပဲပြူတယ်လို့ပဲထင်နေတာပြီးကြတော့ဟိုတယ်ကြီးကပြူကြာသွားတာပြူကြမှာဘလို့နေထားနေပိတ်ပြီးညံ့မိနေရတယ်ဟုတ်ဟိုညီမရေကရှာကောင်းမလေးရဲ့ကျတော့ကောင်းတာလဲကောင်းပါရှင်ဟို recession နှစ်ယောက်ကကျတော့ရှေ့ဘက်ဖေးမှာရှင်ဟုတ်ဟုတ်ပြိုကြပြီးတော့သူတို့ကလည်းអော်ကြတာပေါ့ညီမတို့လည်းអော်တာပေါ့နောက်ကျတော့ကောင်းလေးတစ်ယောက်ကပါလာတာသူ့ကိုမလေးလို့ဘာလို့မထွက်တာတော့ဆိုတော့အမားတို့တနာလို့ဖို့လို့မထွက်တာလို့ပြောတာရှင်ဟုတ်သူကလွတ်သွားလားလွတ်သူကမလွတ်ဘူးအဲ့တော့မအေးမိုးကဒီပြိုကြတဲ့အဆောက်အောက်မှာချိန်ကြာနေခဲ့လိုက်ရလားပေါ့နိုင်60နိုင်60လောက်ကြာတာပေါ့နိုင်60လောက်ကြာတဲ့အချိန်မှာနောက်ဆုံးမှကျွန်တော်တို့ဒီရှာဝေကလေးတက်ဖို့အနေနဲ့ဘယ်လိုမျိုးအဆက်တွေရရှိသွားတယ်လဲမသိဘူးကောင်းတာညီမတို့မှာ walkie talkie ရှိရရှင်အဲ့ဒါနဲ့ပဲဆက်သွယ်ရတာရှင်walkie talkie ဟုတ်ကဲ့လက်ရှင်နဲ့ပိတ်စီတူတန်တယ်ဆိုတော့ကျွန်တော်ဥရှိုင်မို့တော့တင်းရတာပေါ့တင်းရတဲ့ခါမှာမေးဖို့ရှိနိုင်မဲ့နေရာဒီကောင်တာနေရာပေါ့ reception မှာဖြစ်တဲ့သူတို့အဲ့နေရာကိုလည်းထောင်လိုက်ပြီးတော့သူတို့တွေကချင်းကက်တာပေါ့ချင်းကက်ပြီးတော့ဖောင်းရတယ်နောက်ဆုံးတော့ဒီမအေးမိုးနဲ့ဒါစောင်းကတဲ့အတန်ပြောဆိုရတယ်လို့သိရတာဟုတ်ကဲ့လူကြီးကတော့မမြင်ဘူးပေါ့နော်ဟုတ်ကဲ့ဟုတ်အဲ့တော့ကျတော့အဲ့လိုမျိုးလာကယ်တဲ့ခါမှာသူတို့နဲ့တွေ့တဲ့ခါမှာသူတို့လာကယ်ပြီလို့မအေးမိုးကတိလိုက်တဲ့ခံစားချက်မအေးမိုးစီမရောက်သေးဘူးဟုတ်မအေးမိုးစီကိုရှာပကလေးတက်ဖို့နေရာတိလို့လာနေပြီဆိုတဲ့ခံစားချက်တွေကဘယ်လိုရှိလဲဟုတ်ပြောရတာပါရှင်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်တော့ပြောသွားတာပေါ့ဟုတ်ကဲ့ပြောသွားပြီဆိုတော့မတွေ့မှာရောမစိုးရင်ဘူးလားသူတို့နဲ့အဲ့လိုတော့မစိုးရင်ရင်းနေကြတဲ့ကညီမမျိုးသားနဲ့သူနဲ့ညီမနဲ့အတန်နဲ့ရင်ပြောထားပြီးသားဆိုတော့ तू ကဘယ်နေရာရှိရဆိုတာသိတယ်ဟုတ်ကဲ့အဲ့တော့သူတို့တွေလာနေပြီဆိုတော့မျောလင်းချက်လည်းကြီးသွားတာပေါ့ဟုတ်မျောလင်းချက်သူတို့တွေလာခဲ့တဲ့ခါမှာဘယ်လိုခံစားရလဲသူတို့တွေနဲ့အဲ့လိုမျိုးဟုတ်ရမ်းပြောတာပေါ့ရမ်းပြောတာဟုတ်ကဲ့ဟုတ်လာခဲ့တာလည်း3ဖက်ပေါ့ဟုတ်ကဲ့ဟုတ်ရုရှားရဲ့တရုတ်ရဲ့မြန်မာနိုင်ငံမိသက်တစ်ဖွဲ့လာသူတို့ဘယ်လိုအားပေးစကားပြောရဲရုရှားတွေတရုတ်တွေရောစကားပြန်နေလဲပါမှာပါတယ်ရှင်ဟုတ်ရုရှားစကားပြန်ကိုကြီးနဲ့တော့စကားပြောရတယ်ရှင်ဟုတ်ကဲ့ဟုတ်သူကတော့အတင်းထားဖို့ပြောတာရှင်ဟုတ်ကဲ့ဟုတ်ကဲတဲ့ခါမှာခက်ခဲနေအပြင်ကဲထုတ်ဟုတ်ခက်ခဲနေရရှင်ဟုတ်ကဲ့ဟုတ်ညီမကျတော့ဂျားတဲ့ထိဝင်နေတာဆိုတော့လေဟုတ်ဂျားတဲ့ထိဝင်နေတာဟုတ်ကဲ့ဟုတ်ကျွန်တော်သိရတော့မအေးမှုကဒါတော်ကန်ကြီးတာပေါ့နော်ဒီကလေးလေးရတယ်ဒါဖုန်းငယ်နေပါနော်ဖုန်းငယ်နေပါဟုတ်ဆိုမအေးမှုအောက်မှာလဲ DB တခုပေါ်မှာလဲ DB 3ခုလောက်ဆိုဂျားထဲမှာညက်နေတယ်ဟုတ်အဲ့တော့မအေးမှုကေပုတ်တက်ကိုသူတို့ကအဲ့ DB တွေအရင်ဖျားရလို့ကျွန်တော်သိရတာပေါ့ဟုတ်ကဲ့ဟုတ်အဲ့လိုလေးပြောမအေးမှုနဲ့ဒါအောင်မင်ဆောင်နဲ့ဒါကေထုတ်နိုင်ခဲ့တယ်နော်အဲ့တော့အဲ့လိုလူကင်းတဲ့ခါမှာအပြင်ရောက်သွားတဲ့ခါမှာဘယ်လိုခံစားလိုက်ရလဲအပြင်ရောက်တော့ရမ်းပြောတာပေါ့ရမ်းပြောသွားဟုတ်ကဲ့ဟုတ်ကလေးလေးတွေရောဆိုတော့ပို့ပြောတာပေါ့ပထမတော့ထဲမှာတော့စိတ်ပူတာပေါ့နော်ကလေးလေးရှိရခါကလေးကိုပထမလဲသွားတော့ညီမပုံမှာအဲ့ကက်ရှာကောင်မလေးကရင်လဲသွားတာလဲသွားတော့ကိုယ်ပုံမှာပြက်ကြပြီလို့ထင်နေတာဟုတ်ဟုတ်ကဲ့အဲ့တော့မိုင်းမိုးတို့ကဲခဲ့တာဒီကလေးလေးကဲခဲ့တာဟိုကမြန်မာအဖွဲ့ရတရုတ်ဖွဲ့ရုရှားဖွဲ့သုံးဘက်ပေါင်းကဲလိုက်တာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့သုံးနိုင်ငံပေါင်းပြီးတော့ပူးပေါင်းဆောင်ရွက်မှုရဲ့အောင်မြင်ခြင်းကြားရတဲ့ခုပါပဲဟုတ်ကဲ့တော့ဆိုတော့အဲ့တော့ဒီအဖွဲ့တစ်ဖွဲ့ချင်းပုံမှာရောကျေးဇူးတင်စကား
ပြောဖို့ရှိလားပြောချင် ဟုတ်ရှိပါတယ်ရှင်ဟုတ်ကဲ့ဟုတ်အကုန်လုံးကိုကျေးဇူးတင်ပါတယ်ရှင် အခုကျတော့ဘယ်လိုခံစားရလဲအခုလက်ရှိမှာဒီကလေးတော်မွေးပြီကလေးကဘယ်နေ့ကမွေးခဲ့လဲ လေးရဟို8လပိုင်း10ရက်နေ့ရရှင်ဟုတ် ငါလေးယောက်ျားလေးပေါ့ ယောက်ျားလေးရှင်ဟုတ်ကဲ့ဟုတ် တကယ်ဒါအာကသူကောင်းလေးဖြစ်မှာ ဟုတ်ကဲ့ဟုတ် ဒါကအခုလိုမျိုးဒါကလေးလည်းမွေးပြီးပြီအမျိုးသားနဲ့လည်းရှိတော့ဒီမှာအမေလည်းရှိတဲ့ခါကျမိသားစုစုံလင်းနေဒီတကွနေထိုင်ရတဲ့ညှော်လေးချက်ဟိုပေါ့ဟိုခံစားချက်လို့ပေါ့ခံစားချက်လို့ရှိတယ် ပြောတာပါရှင်ဟုတ်ကဲ့မိသားစုနဲ့တူတူနေရတာပြောတာပါတကယ်လို့မြန်တစ်ခုဖြစ်သွားတယ်ဆိုလို့ရှိရင်တော့မိသားစုနဲ့တူတူမနေရတော့ဘူးဆိုပြီးဒီမှာ မနေရဒါဟုတ်ကဲ့မေဟိုအမေရဲ့ဟိုတမီးပေါ့မအေးမှုကဒါဂရီဟိုတယ်ပြောကြောင်းဖြစ်စင်မှာဒီ60နာရီကြောင်ပိတ်မိခဲ့တယ်ပေါ့အဲပိတ်မိတဲ့နေရာနေကျွန်တော်အပြင်ကိုအသက်ရှင်တဲ့ဘေးကင်းနေဆိုတာနဲ့ကဲထုတ်ခဲ့တာပေါ့ရှာဝေကလေးအဖွဲ့ပေါ့နော်မြန်မာရဲ့တရုတ်ရဲ့ရုရှားရဲ့အဲ့လိုကဲထုတ်ခဲ့တဲ့ပုံမှာအမေရဲ့တမီးအရင်တယောက်နေနဲ့အသက်ပြီးမှလွတ်တဲ့ခါမှာအမေခန်းစားချက်ကဘလို့ရှိတယ်လဲအဲ့ဒါလေးတ တော ချို့ င်းတာတာပေါ့ ဟုတ် ဘလို့ကုန်တာမှမသိကဲတဲ့လူတွေလည်းအကုန်လုံးသူ့တောင်းတာပဲ ဟုတ်ကဲ့ဟုတ်ကဲ့ တဲ့ခက်ခဲနဲ့လာခဲ့ပေးကြတာလေ ဟုတ် ပြည့်တဲ့နေရာလဲအမေလည်းမစားနိုင်ကိုစားရင်ကိုသမီးလေးစားမစားဘူးဆိုပြီး ဟုတ် စားခဲ့ဦး ဟုတ်ဒါခုတော့ဒါတွေလည်းအောင်မြင်ကျော်လာခဲ့ပြီပေါ့နော်အောင်မြင်ကျော်လာပြီဆိုတော့ဒါလည်းမိသားစုဘဝလည်းရပြီပေါ့အေးတကယ်မအေးမှုနဲ့ပြောလိုက်ပါဦးမအေးမှုတင်းတို့ကြရတဲ့မအေးမှုရှိမှရှိတယ်နော် အေးတကယ်အေးပါရေးပါရေးပါ မင်္ဂလာပါကိုဟာ အေးနိုင်မို့နေကောင်းလား ဟုတ်ကဲ့ကောင်းပါတယ်ရှင်ဟုတ် ကောင်းတယ်နော် ဟုတ်ဟုတ်ဟုတ် ကောင်းရလေးရောနေကောင်းလား ဟုတ်ကောင်းနေရှင်ဟုတ်ကဲ့ဟုတ် ကျွန်တော်တို့ချင်းချင်းလေ ဟုတ် ကျွန်တော်တို့ချင်းချင်းငယ်လေးနဲ့ဖပေးမိနေတဲ့နေရာမှာကျွန်တော်တို့ချင်းချင်းဆက်သွယ်ခဲ့တဲ့ဒီလန်လေးရှိတယ်သမ်းမိမှမသိနော်ကျွန်တော်ဒီဘက်ကနေပြီးတော့အတန်ပေးကြည့်မယ်မိုင်းဘူးမှတ်မိရင်တော့ပြန်တန်ပေးပြီပေါ့နော် ဟုတ်ကဲ့ဟုတ်ကဲ့ ဒါဆိုပြီးစင်တော့ကျွန်တော်တို့အနားကြီးရောက်ခဲ့တယ်မရောက်ခဲ့ဘူးဆိုတာသိတာတော့ ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ် ခဏလေးအောင် အောင်မမေ့ပြီရှင်ဟုတ်ကဲ့ဟုတ်ဟုတ် အခုစိတ်ချလက်ချတာနေပါနေလို့ရပြီနော် ဟုတ်ကဲ့ဆရာဟုတ်ကဲ့ရှင်ဟုတ် ကျွန်တော်ဒီလိုမျိုးနောက်ထပ်ဒီလိုမျိုးအချင်းချင်းနဲ့ဘေးရနေရောမကြုံသေးချင်ပါဘူး ဟုတ်ကဲ့ဆရာ အဲ့လိုမျိုးကြုံလာပြီဆိုလို့ရှိရင်လည်းကျွန်တော်တို့မိတဲ့သမားတွေကပြောလို့ရှိရင်တော့အခုလိုမျိုးပဲအသက်ဆုံးပြီးတော့မဖြစ်မနေရအောင်ကဲမှာပါနော် ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ဟုတ်အခြေစုတင်ပါတယ်ဆရာဟုတ် ဟုတ်ကဲ့ဘေးကင်းလုံခြုံပြီးတော့တာယာချမ်းမြေ့တဲ့မိသားစုပေါ်လေးပိုင်ဆိုင်နေမှာစီလို့စတောင်းပြီးတယ်နော် ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ပါရှင်ဟုတ်ဆရာတို့မိသက်သမားတွေလည်းကျမ်းပါပါသေးရှင်ဟုတ်ကဲ့ဟုတ် ဟုတ်ကဲ့မင်းမဟုတ် ဟုတ်ကဲ့ဟုတ် အဲ့ဒါပုံစံမယ်နော် ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ဟုတ် ဒါကျွန်တော်တို့ဒါမိသက်တစ်ဖွဲ့ဒါညင်ကြိုင်းမှုချုပ်ကြီးနဲ့အဖွဲ့ဒါကျွန်တော်တို့ကအမေးမို့လာကြီးနဲ့ကျွန်တော်တို့ပစ္စည်းတွေလက်ဆောင်လေးတွေပေးတယ်ဖြစ်ပါတယ် ဟုတ်ကဲ့ပါဆရာဟုတ်ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ယူလို့ အဲ့ဒါမအေးမှုတော့ပေါ့ဗျာဒါကလေးတော့ ကလေးတော့ပါ ဟုတ်ကဲ့ဟုတ် ဒါကလေးတော့ပါဟုတ် ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ရှင်ဟုတ်ကဲ့ဟုတ် ပြလိုက်မကြိုက်မပြန်ပြန်ပြလိုက် ဒါကတော့ကျွန်တော်တို့ကအ သုံးစိတ်ပေါ့ အသုံးစိတ်ပါဘာလဲသုံးပေါ့နော် ဟုတ်ကဲ့ပါဆရာ သုံးလို့ရအောင် ဟုတ်ကဲ့ရှင်ကျေးဇူးတင်ပါတယ်ဆရာဟုတ်